လေးဆိုနေမှတင်းတိတ်တွေဖြစ်မှာနော်အသားလေးဆိုနေမှတင်းတိတ်တွေမထွက်မှာဝက်ချက်လေးတောက်မှာပေါ့နော်ဒါကြောင့်မလို့အသားရည်ဆိုပြီးစေဖို့အတွက်ဆိုလို့ရှိရင်အဆိုတက်ပြေးဝစီတဲ့အရာတွေကိုလိမ့်ပြီးဖို့လိုတယ်ဒါမှသာမျက်နှာအသားရည်ကအဆိုတက်ပြေးဝနေတဲ့အတွက်ကြောင့်မလို့တင်းတိတ်တွေလည်းမဖြစ်ဘူးဝက်ချက်တွေလည်းမထွက်ဘူးပေါ့နော်ကိုယ့်ရဲ့အသားရည်က၆သွေးတဲ့အသားရည်လားအစီပြန်တဲ့အသားရည်လားဒါမှမဟုတ် combination skin ပေါ့နော်တနေရာအစီပြန်နေတဲ့တနေရာတော့အသားရည်၆နေတယ်တနေရာကတော့ချွေးထက်တွေတန်နေတယ်ပေါ့နော်ဒါအဲ့လိုမျိုး combination skin ဖြစ်နေလားဆိုတာကတော့ကိုသိနေတယ်နော်ဒီလိုသိပြီဆိုလို့ရှိရင်ကိုကဘယ်လိုကိုယ့်ရဲ့အသားရည်ကိုသိပြီးတော့မှဘယ်လို skin care တွေကိုဝယ်ယူသုံးဆွဲလိမ့်ချရမလဲဆိုတာကတော့ကိုယ့်ရဲ့ရည်ချင်မှုပဲဖြစ်ပါတယ်skin care တွေနဲ့ကိုယ့်ရဲ့မျက်နှာအဆက်မှုရှိမရှိဆိုတာကတော့ရောင်းသူကိုယ့်ရဲ့အသားရည်ကိုလည်းပြောပြပေးဖို့လိုပါတယ်နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာပျက်စီးခြင်းဟာကင်းဝေးတော့ပါလိမ့်မယ်ရှင်